73ရက်4လ2025တနင်္ဂနွေနေ့ညပိုင်းမှာရှင်ပြိုင်ကစားကြမဲ့ Premier League အမှတ်ပေးပွဲစဉ်တွေနဲ့တခြားလိတွေကဒါအမှတ်ပေးပွဲစဉ်တွေရဲ့စိတ်ကြက်ရွေးချယ်မှုကနေပြီးတော့ကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါကြော်ကြီးတဲ့ Master Facebook page နဲ့ YouTube Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကြော်ကြီးပါဒီနေ့မှာဆိုရင်တော့ဒါစနေနေ့73ရက်နေ့ဆိုတော့တကြံအကြိုနေလဲဖြစ်တယ်တကြံအကြိုနေ့ညပိုင်းကလည်းဒါတနင်္ဂနွေနေ့ညပိုင်းဖြစ်တဲ့အတွက်ကစားကြမဲ့ပွဲစဉ်တွေကလည်းအများကြီးရှိပါတယ်အဲ့တော့ဒီနေ့မှာလည်းပဲကျွန်တော်ကဒါအကြိုက်ပွဲစဉ်လေးတွေကိုရွေးချယ်ပြောပြပေးသွားမှာဖြစ်ပါတယ်โอเคဒီနေ့ရဲ့ဒါပထမဦးဆုံးရွေးချယ်ပေးခြင်းတဲ့ပွဲစဉ်ကတော့မြန်မာစံတော်ချိန်10နာရီမှာကစားသွားကြမယ်အင်္ဂလန်ပရီးမီးယားလိဂ်ကပွဲစဉ်တစ်ပွဲဖြစ်တဲ့ Newcastle နဲ့ Manchester United တို့ရဲ့ပွဲစဉ်လေးကိုပြောပြပေးသွားမှာပါဒီပွဲစဉ်မှာဆိုရင်တော့အိမ်ကွင်း Newcastle ကတော့တလုံး90စားအထိကိုကြေးကြောပေးဖွင့်လှစ်ထားခဲ့ပြီးတော့ဂိုးပေါင်းဈေးမှာဆိုရင်တော့3လုံး90စားအထိကိုဖွင့်ထားတာကိုတွေ့ရပါတယ်အဲ့တော့လက်ရှိဒီနှစ်သင်းလုံးမှာဆိုရင်တော့ Newcastle အသင်းကဒါအခုနောက်ဆုံးပွဲစဉ်တွေ၄ပွဲအထိကိုရှုံးပွဲမရှိဘဲနဲ့ကိုကစားထားခဲ့တယ်ပွဲစဉ်တောက်လျှောက်မှာလည်းပဲဒါဂိုးတွေ2ဂိုးတို့3ဂိုးတို့ပုံစံမျိုးတွေရထားခဲ့တယ်လီဗာပူးလို့အသင်းကို 1-2 နဲ့ဒါအနိုင်ရယူထားတယ်ဘူလူပွဲမှာBradford အသင်းကိုအိမ်ကွင်းက 2-1 နိုင်ထားခဲ့တယ်လို့ Leicester City ကိုလည်းပဲအဝေးကွင်းကနေပြီးတော့ဂိုးအပြတ်အသက်တွေရအောင်ကစားထားနိုင်တာတွေ့ရတယ်လက်ရှိ Newcastle ရဲ့ team form အနေထားကလုံးဝအဆင်ပြေထားခဲ့တယ်တကယ်အဆင်ပြေပြီးတော့ကိုပွဲစဉ်တိုင်းလဲနိုင်ပွဲရလက်တွေရရှိထားတာဖြစ်တဲ့အတွက်အသင်းရဲ့ player တွေအနေနဲ့လည်းပဲအကောင်းဆုံးဒါစိတ်သက်ပိုင်းဆိုင်ရာတွေမှာလည်းအကောင်းဆုံးအနေထားကိုရောက်ရှိထားတာကိုတွေ့ရတယ်အဲ့တော့လက်ရှိမှာလည်းပဲ Newcastle အသင်းကအင်္ဂလန် Premier League အမှတ်ပေးစရာမှာဆိုရင်အဆင့်6မှာရောက်ရှိထားခဲ့တယ်53မှတ်သူ့အထက်ကအဆင့်5ကဒီ Chelsea ကလည်း53မှတ်ဆိုတော့ Newcastle အသင်းအနေနဲ့လည်းပဲ Champion League အတွက်ကိုဒါတိုက်ပွဲဝင်ရမယ်ပွဲစဉ်တစ်ပွဲပဲဗျာဒီပွဲစဉ်ကဒါ United တို့ကလည်းပဲအဖက်ဖက်မှာကြာဆုံးနေတာဖြစ်တဲ့အတွက်ဒီ Newcastle အိမ်ကွင်းကနေပြီးတော့အကောင်းဆုံးခြေစွမ်းတွေကိုဒါကစားသွားလိမ့်မယ်ဒီပွဲစဉ်ကိုတော့ဒါကြောင့်လဲကြေးအနေထားမှာဆိုရင်တလုံး90စားအထိကိုဖွင့်ထားတာကိုတွေ့ရပါတယ်အဲ့တော့ဒီနှစ်သင်း head to head နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုရင်တော့Manchester United ရဲ့အိမ်ဝင်းမှာ Newcastle ကအဝေးကွင်းကနေပြီးတော့ Z2 ဆိုတဲ့ရလက်မျိုးနဲ့ဒါအနိုင်ယူထားတာကိုတွေ့ရပါတယ်အဲ့တော့အိမ်ဝင်းမှာလည်းပဲ Newcastle တို့ထပ်ပြီးတော့အနိုင်ရရှိအောင်လို့ဒါစ조사လာလိမ့်မယ်ဒါဖြစ်လဲဖြစ်နိုင်တယ်စ조사မဲ့အနေထားကဖြစ်လဲဖြစ်နိုင်တဲ့လက်ရှိအနေထားကတော့အဝေးကွင်းကစားရမဲ့ United ကဒါတော်တော်အဆင်မပြေဖြစ်ထားခဲ့တယ်ဒါနောက်ဆုံးကစားခဲ့တဲ့ Europa League Lion နဲ့ပွဲစဉ်တုန်းကဆိုရင်လည်း Lion ရဲ့အိမ်ကွင်းမှာနိုင်ပွဲရလက်ဖော်ဆောင်နိုင်အောင်ဒါကစားထားနိုင်ပါရဲ့နဲ့နောက်ဆုံးမိနစ်ကြာမှာပဲပြန်ပြီးတော့ကိုဒါဂိုးပေးလိုက်ရပြီးတော့တူဖြစ်ပြီးတော့တရေကျထားခဲ့တယ်လက်ရှိ United ရဲ့ဒါကစားပုံအနေအထားတွေကဒါအိတ်ပေါက်နဲ့ဖားကောက်တယ်လို့ဖြစ်နေခဲ့တယ်ဒါသူတို့ရဲ့ဒါအဓိကဂိုးသမားဖြစ်တဲ့ Onana ကမမသိတဲ့အမားအနေထားတွေကိုကျူးလွန်ပြီးတော့ကိုဒါဂိုးတွေအမြဲတမ်းလို့ပေးထားရတာကိုတွေ့ရတယ်လိုင်ယွန်နယ်ပွဲတုန်းကလည်းပဲပေးလိုက်ရတဲ့ဂိုး2ဂိုးလုံးကတကယ်ကိုဒါမပေးသင့်တဲ့အနေထားတွေကနေပြီးတော့ဂိုးအဖြစ်တွေပေးလိုက်ရတာတော်တော်နှမျောဖို့ကောင်းပါတယ်အဲ့တော့ပွဲစဉ်တိုင်းမှာလည်းပဲပုံမှန်မရှိဘူးဗျာကောင်းတဲ့ပွဲစဉ်တွေကောင်းတယ်လို့ဒါအဆင်မပြေတဲ့ပွဲစဉ်တွေကြာရင်လည်းပဲလုံးဝစိတ်ပြက်စရာအနေထားတွေကိုတွေ့ထားရတယ်အဲ့တော့ဒါ United ရဲ့အဓိကဂိုးမပေးရဖို့ဂိုးဆောင်ခိုင်းထားတဲ့အနေထားဂိုးသမားကိုအမားတွေလုံနေတာဖြစ်တဲ့အတွက်ဒါအိတ်ပေါက်နဲ့ဖားကောက်ဖြစ်ခဲ့ရတယ်ဗျာအဲ့တော့ဒီ Newcastle ရဲ့တိုက်စစ်ပိုင်းက United ကိုတတရရဒီနေ့ပွဲစဉ်တွေမှာလည်းဂိုးရသွားလိမ့်မယ်လို့ယူဆပါတယ်ပြီးတော့ United အသင်းအနေနဲ့လည်းပဲလက်ရှိမှာဆိုလို့ရှိရင်အဆင့်အနေထားက73အထိကိုရောက်ထားတယ်ဗျာဒီနေ့ရာသီမှာဒီအဆင့်73အထိ Premier League အမှတ်ပေးမှာရောက်ထားတာဖြစ်တဲ့အတွက်ဒီ Premier League အမှတ်ပေးဇယားကို United တို့အာယုံလုံးဝဒါထားလို့မဖြစ်တော့ဘူးနောက်ထပ်ဒီ Newcastle ကိုနိုင်သွားလို့လေဒါ3မှတ်အပြင်နောက်ထပ်ဘာမှ73ကနေ14 15ဒီလောက်ပဲတက်ရင်တက်နိုင်လိမ့်မယ်ဒါပေမဲ့ဒီပွဲကစားပြီးရင်နောက်ထပ်ကစားရမယ့်ပွဲက Europa League မှာတကယ်ကိုအရေးကြီးပြီးတော့ဒီနေ့ရာသီမှာလုံးဝမျှော်လင့်ထားတဲ့ဖလားတစ်လုံးလေးဖြစ်တယ်အိမ်ဝင်းပြန်ပြီးတော့ Lion နဲ့ကိုကစားရမှာ Lion အိမ်ဝင်းမှာတူတရေကြထားတာဖြစ်တဲ့အတွက်ဒါနောက်ထပ်semi final ကိုတက်လှမ်းနိုင်ဖို့ရာအတွက်အိမ်ဝင်းကနေပြီးလိုင်ယွန်ကိုအပြတ်အသတ်အနိုင်ယူဖို့ပဲ Manchester United ခေါင်းထဲကိုထားလိမ့်မယ်အဲ့တော့ဒါဒီနေ့ပွဲစဉ်မှာ United တို့ဒါကစားတယ်ဆိုပေမဲ့ကိုဒါနောက်ထပ်ကစားရမယ့်လိုင်ယွန်နဲ့ပွဲအတွက်ကိုပဲပို့ပြီးတော့ focus ထားလိမ့်မယ်အဲ့တော့ဒီနေ့ပွဲစဉ်ကတော့ကျွန်တော်ကတော့အိမ်ဝင်းကစားရမယ် Newcastle ရဲ့ body ကိုပဲအကြိုက်တွေ့ပါတယ်လက်ရှိ team form အနေထားကိုရှင်းကြည့်လဲ
နယူကာဆယ်ကတာတယ်ပြီးတော့အိမ်ဝင်းကစားရမှာလည်းဖြစ်တယ်ပြီးတော့ဒါ United တို့အနေနဲ့နောက်တစ်ချက်ကလည်းပဲလိုင်ယွန်နဲ့အိမ်ဝင်းပြန်ပြီးတော့ဒါ semi final တက်လန်းနိုင်ဖို့အရေးအတွက်စ조사ရမှာဖြစ်တဲ့အတွက်ဒီပွဲစဉ်ကိုတော့ United တို့အာရုံနဲ့ထားမှာမဟုတ်ပါဘူးအဲဒါကြောင့်ကျွန်တော်ကတော့အိမ်ဝင်းကစားရမယ် Champions League ဝင်မျှော်လင့်ဖို့ရာအတွက်စ조사ရမယ် Newcastle ရဲ့ body ကိုရွေးချယ်ပေးကြပါတယ်တလုံး90သားကြေးအနေထားမှာလည်းတကယ်ကိုဒါပြင်းတယ်တကယ်နိုင်မဲ့ကြေးအနေထားလို့လည်းယူဆပါတယ်ဒါကြောင့်ပထမရွေးချယ်မှုကတော့ Newcastle ရဲ့ body ပါနောက်တစ်ပွဲကတော့အီတလီစီးရီး A ကအစောပိုင်းပွဲစဉ်အဖြစ်ကစားကြမယ်မြန်မာစံတော်ချိန်9နာရီမှာကစားမယ်အက်တလန်တာနဲ့ဘလော့နာရဲ့ပွဲစဉ်လေးကိုပြောပြပေးသွားပါမယ်ဒီပွဲစဉ်မှာဆိုရင်တော့ဒါဒီနှစ်သင်းလုံးကအထက်အောက်ပဲဗျာချန်ပီယံလိဝင်ရထားတဲ့အသင်းနှစ်သင်းလည်းဖြစ်တယ်လက်ရှိအနေထားမှာဆိုရင်ဒါအက်တလန်တာကအဆင့်3မှာရောက်ရှိထားခဲ့တယ်58မှတ်ဘလော့နာကအဆင့်4 58မှတ်တစ်မှတ်ပဲကွာထားခဲ့တယ်အဲ့တော့ဒီနှစ်သင်းလုံးကဒီချန်ပီယံလိဝင်ငွေတနေရာစာအတွက်ကိုခိုင်ခိုင်မာမာရရှိဖို့ရာအတွက်တကယ်ကိုစ조사ရမယ့်အသင်းနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုလည်းဖြစ်တယ်ခြေပေးထားမှုအနေထားကတော့အိမ်ကွင်းဒါအက်တလန်တာကတော့ level အပြည့်ရှုံးအထိကြေးကြောပေးထားခဲ့ပြီးတော့ဂိုးပေါင်းဈေးမှာဆိုရင်တော့နှလုံးအပြည့်ရှုံးအထိကိုဒါကြေးဖွင့်လက်ထတာကိုတွေ့ရပါတယ်အဲ့တော့ဒါနှစ်သင်းလုံးရဲ့တင်းဖောင်အနေထားကိုသွားကြည့်ရမယ်ဆိုရင်တော့အင်ရှင်ဖြစ်ကစားရမယ့်ဒီအက်တလန်တာအသင်းကတော့နောက်ဆုံးကစားထားခဲ့တဲ့9ပွဲမှာဆိုရင်တပွဲကိုပဲဂိုးရထားပါတယ်အဲ့ဒီပွဲကဂျူဗန်တက်နဲ့အဝေးကွင်းကစားတဲ့ပွဲမှာ0-4ဆိုပြီးတော့ဒါအနိုင်ရရှိထားတဲ့ပွဲစဉ်တပွဲကိုပဲဂိုးရထားခဲ့တယ်ကျန်တဲ့ပွဲစဉ်4ပွဲစလုံးမှာဂိုးပေါက်ပျောက်ဆုံးထားခဲ့တယ်ဗီနီစီယာတန်းစင်းစုံတွေကအသင်းကိုလည်းဂိုးမသွင်းနိုင်တယ်လို့အင်တာမီလန်ကိုဂိုးမရဘူးလာဇီယိုကိုဂိုးမရဘူးပြီးတော့ဒီဖီယိုရန်တီနာကိုဂိုးမရထားခဲ့ဘူးအဲ့တော့ဂိုးသွင်းအားကအခုနောက်ပိုင်းမှာဆိုရင်တော်တော်ဒါအဆင်မပြေဖြစ်ထားခဲ့တယ်အက်တလန်တာအသင်းအနေနဲ့ဒါပေမဲ့အဝေးကွင်းကစားရမယ့်ဘလော့နာကတော့ဒါတော်တော်လေးဒီအက်တလန်တာနဲ့စားလို့ရှိရင်ပြောင်းပြန်ဖြစ်နေတယ်ဘလော့နာအသင်းကနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တောက်လျှောက်ကိုလည်းပဲရှုံးပွဲတွေ့မထားဘူးနာပိုလီတို့လိုအသင်းမျိုးတွေကိုဒါတရေကစားခဲ့တယ်ပြီးတော့ဒီလာဇီယိုကို9ဂိုးအထိရရှိထားခဲ့တယ်ကျန်တဲ့ပွဲစဉ်တွေမှာလည်းပဲဒါ3ဂိုးတို့2ဂိုးတို့ပုံစံမျိုးတွေအမြဲတမ်းလိုဒါကစားထားခဲ့တယ်ပြီးတော့ဒါ2025နောက်ပိုင်းမှာကစားခဲ့တဲ့ပွဲစဉ်တွေတိုင်းမှာလည်းပဲဒီဘလော့နာအသင်းအနေနဲ့တပွဲပဲဒါရှုံးထားခဲ့သေးတယ်အဲ့တော့ဘလော့နာအသင်းအနေနဲ့တော်တော်လေးဒါတင်းဖောင်အနေထားကောင်းတယ်ဗျာအဲ့တော့ဒါလက်ရှိတင်းဖောင်အနေထားမှာဆိုရင်အပေါ်နဲ့အောက်လိုမျိုးပြန်ပြီးတော့ဒီလိုမျိုးတွားထားတဲ့အနေအထားမျိုးမှာအိမ်ဝင်းကနေပြီးတော့ level အပြည့်ရှုံးဆိုတဲ့အနေအထားမျိုးမှာကျွန်တော်တို့အဝေးကွင်းဘလော့နာကအက်တလန်တာဂိုးသွင်းအားနည်းတဲ့အနေအထားမှာကျွန်တော်တို့အက်တလန်တာတကယ်လို့ဂိုးရမယ်ဆိုရင်တော့ဘလော့နာလည်းဂိုးရအောင်ပြန်ပြီးတော့ကစားနိုင်တဲ့အနေအထားရှိပါတယ်အက်တလန်တာကိုဘလော့နာအသင်းအဝေးကွင်းဆိုပေမဲ့တရေကစားနိုင်တဲ့အနေအထားရှိရလို့ယုံကြည်ပါတယ်ပွဲစဉ်တိုင်းမှာလည်းပဲဘလော့နာအသင်းရဲ့တိုက်စစ်ပိုင်းဂိုးမြူးတာတွေလည်းရှိထားတာဖြစ်တဲ့အတွက်ဒီနေ့ပွဲမှာလည်းဘလော့နာအသင်းအက်တလန်တာကိုမရှုံးအောင်ကစားပါလိမ့်မယ်သူတို့နှစ်သင်းရဲ့နောက်ဆုံးတွေ့ဆုံထားခဲ့တဲ့ကိုပါအီတလီဒါပွဲစဉ်မှာဆိုရင်လည်းပဲအဝေးကွင်းကနေပြီးဘလော့နာကအနိုင်ကိုဒါရအောင်ကစားထားနိုင်တာဖြစ်တဲ့အတွက်ဒီနေ့ပွဲမှာလည်းပဲယုံကြည်မှုအနေထားမှာလည်းဘလော့နာတို့ထိပ်ဆုံးကိုရောက်နေတာဖြစ်တဲ့အတွက်သရေနဲ့အနိုင်ပဲလို့မှန်းပါတယ်ကျွန်တော်ရဲ့ဒုတိယရွေးချယ်မှုကတော့ဘလော့နာရဲ့ body ပါနောက်ထပ်ပွဲစဉ်တစ်ပွဲကတော့အီတလီစီးရီး A ထဲကပွဲစဉ်တစ်ပွဲပဲဖြစ်တဲ့မြန်မာစံတော်ချိန်10:30မိနစ်မှာကစားကြမယ်ဒါကိုမိုနဲ့တိုရီနိုရဲ့ပွဲစဉ်လေးကိုပြောပြပေးသွားမှာပါဒီပွဲစဉ်မှာဆိုရင်တော့အင်ရှင်ဒါကိုမိုအသင်းကတော့ level အပြည့်ရှုံးအထိကိုကြေးကြောပေးထားခဲ့တယ်ဂိုးပေါင်းဈေးကတော့နှလုံး90ရှုံးအထိကြေးဖွင့်နေထတာကိုတွေ့ရပါတယ်အဲ့တော့ဒါလက်ရှိအနေထားမှာဆိုရင်တော့ကိုမိုကတော့ဒါအဆင့်အောက်ပိုင်းမှာရောက်ရှိထားခဲ့ပြီးအိမ်ဝင်းဖြစ်တဲ့အတွက်ပြန်ပြီးတော့ကြေးကြောပေးထားတာကိုတွေ့ရပါတယ်လက်ရှိကိုမိုအဆင့်73မှာရောက်ရှိထားခဲ့တယ်ရမှတ်33မှတ်တိုရီနိုကတော့အဆင့်10မှာရမှတ်အနေနဲ့အမှတ်40အထိရရှိထားခဲ့တယ်အဲ့တော့သူတို့နှစ်သင်းရဲ့ဒါနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေကိုတွားကြည့်ရမယ်ဆိုရင်တော့အဝေးကွင်းတိုရီနိုအသင်းကတော့နောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်ရှုံးပွဲမရှိထားဘူး3ပွဲကတည်ကြပြီး2ပွဲအနိုင်ရရှိထားပါတယ်ပွဲစဉ်တောက်လျှောက်မှာလည်းပဲဂိုးလေးတွေကတော့ဒါရထားတာကိုတွေ့ရတယ်ကိုမိုအသင်းကတော့ဒါအိမ်ဝင်းပွဲစဉ်တွေဆိုရင်လုံးဝတော့အဆင်ပြေထားတာကိုတွေ့ရတယ်ဒီနေ့ရာသီကစားခဲ့တဲ့ဒါအိမ်ဝင်းပွဲစဉ်တိုင်းကိုလည်းဂိုးမသွင်းနိုင်တာဆိုလို့ဒါမရှိတော့ရှားပါတယ်တပွဲ2ပွဲလောက်ပဲရှိမယ်ဒါကိုမိုရဲ့အိမ်ဝင်းဆွမ်းဆောင်ရေးကပွဲစဉ်တိုင်းဒါဂိုးရနေတာဖြစ်တယ်အဲ့တော့ဒီနေ့မှာလည်းကိုမိုအသင်းကလက်ရှိအနေထားမှာဆိုရင်ဒါအဆင့်73တန်းဆင်းဖို့ရလည်းမပူရဘူးဗျာအပေါ်တက်သွားဖို့ရလည်းပဲဥရောပဝင်ခွင့်တို့ဘာညာတို့လည်းပဲသူ့အနေနဲ့ဒါကြီးမားမျှော်လင့်ဖို့ရမရှိဘူးဗျာအလက်ထဲမှာပဲကြံနေမယ်အသင်းဖြစ်တဲ့အတွက်ဖီအားကင်းနဲ့ကိုကစားရမှာလည်းဖြစ်တယ်ပြီးတော့အိမ်ဝင်းယုံအားပိုင်းမှာဆိုရင်လည်းပဲပွဲစဉ်တိုင်းကျွန်တော်စောစောကပြောသလိုပဲဂိုးတွေအများအားလို့ရနေတာဖြစ်တဲ့အတွက်ဒီကိုမိုအသင်းအနေနဲ့ဒီနေ့ပွဲစဉ်မှာလည်းပဲ level အရှုံးအထိကိုဒါပြန်ပြီးတော့ကိုအောက်သင်းကနေပြီးတော့ဒီအဆင့်အောက်ထက်အသင်းကနေကြေးပြန်ပြီးတော့အိမ်ဝင်းတစ်ချက်ကြောင့်ယုံအားနဲ့ကိုဒါပြင်းပြရှပြန်ပြီးဖွင့်လှစ်ထားတဲ့အနေအထားမျိုးမှာဆိုရင်တော့ကျွန်တော်ကတော့အိမ်ဝင်းကိုမိုရဲ့ body ကိုပဲ
ဒါအကြိုက်တွေ့ပါတယ်ကိုမိုအသင်းဒီနေ့ပွဲစဉ်မှာလည်းပဲဒါအနိုင်ပဲကစားသွားပါလိမ့်မယ်ဒါကိုမိုအသင်းနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုရင်လည်းပဲတကယ်ကိုဒါတိုက်စစ်ပိုင်းကမွန်စာတို့လိုအသင်းမျိုးကို3ဂိုးအထိကိုရထားခဲ့တယ်ဗျာဂိုးသွင်းအားပိုင်းလေးတွေပြန်ပြီးတော့အဆင်ပြေထားခဲ့တယ်နိုင်ပွဲပျောက်ဆုံးမှုတွေကိုလည်းမွန်စာနဲ့ပြန်ပြီးတော့ဒါရှာတွေ့ထားတာဖြစ်တယ်စိတ်သက်ပိုင်းမှာလည်းပဲတကယ်ကိုအိမ်ဝင်းကစားမှာဖြစ်တဲ့အတွက်အိမ်ဝင်းပြည့်သက်ရှေ့မှာကစားသမားတွေအနေနဲ့အကောင်းဆုံး performance ကိုပြပြီးတော့ကိုတွင်တို့ကိုအနိုင်ယူသွားမဲ့ပွဲစဉ်တစ်ပွဲလိုပဲယူဆပါတယ်ကျွန်တော်ကိုမိုရဲ့ body ကိုရွေးချယ်ပေးပါတယ်နောက်ထပ်တစ်ပွဲကတော့မြန်မာစံတော်ချိန်8နာရီမှာကစားကြမယ်ဂျာမန်ဘွန်ဒလီဂါပွဲစဉ်တစ်ပွဲဖြစ်တဲ့စတူဂတ်နဲ့ဝါရာဘရီမီရဲ့ပွဲစဉ်လေးကိုပြောပြပေးသွားပါမယ်ဒီပွဲစဉ်မှာဆိုရင်တော့အင်ရှင်စတူဂတ်ကတော့တလုံး90စားအထိကြေးကြောပေးထားခဲ့တယ်ကိုပေါင်းဈေးက3လုံး90အရှုံးအထိပေးထားတာကိုတွေ့ရပါတယ်ဒီနေ့တွဲဆုံမှု2သင်းလုံးကတကယ်ကိုတင်းဖောင်အနေထားမှာအဆင်ပြေနေတဲ့အသင်း2သင်းရဲ့ထိပ်တိုက်တွဲဆုံမှုလည်းဖြစ်တယ်စတူဂတ်ကတော့ဒါဂျာမန်ပိုကယ်မှာဆိုလို့ရှိရင်ဒီ final အထိကိုတက်လှမ်းထားနိုင်တဲ့အသင်းတစ်သင်းလည်းဖြစ်တယ်ပြီးတော့ဒါနောက်ဆုံးကစားထားခဲ့တဲ့နှစ်ပွဲမှာဆိုရင်လည်းပဲစတူဂတ်အသင်းအနေနဲ့ဂိုးက9ဂိုးအထိကိုရခဲ့တယ်ခံစစ်ပိုင်းကတဂိုးပဲပြန်ပြီးတော့ဒါဂိုးပေးထားခဲ့ရပါတယ်လိုက်စစ်ကိုတဂိုးပြန်ပေးရတယ်ဘိုချန်ကို4ဂိုးအထိကိုရတယ်လိုက်စစ်ကို3ဂိုးရတယ်ပေါ့အဲ့တော့စတူဂတ်ရဲ့တိုက်စစ်ပိုင်းကတကယ်ကိုအဆင်ပြေနေတာလည်းတွေ့ရတယ်ပြီးတော့ဒါအဝေးခွင်းကစားရမယ်ဝါရာဘရီမီရဲ့စွမ်းဆောင်ရည်ကလည်းပွဲစဉ်တောက်လျှောက်မှာဂိုးမရတဲ့ပွဲစဉ်ရေဆိုပြီးတပွဲမှမရှိပါဘူးနောက်ဆုံးပွဲစဉ်မှာဆိုရင်တကယ်ကိုဒါချန်ပီယံလိဝင်တွေကိုရနေတဲ့ Frankfurt တို့လိုအသင်းမျိုးကိုဝါရာဘရီမင်ကအိမ်ဝင်းကနေပြီးတော့2ဂိုးအထိရခဲ့တယ်ပြီးတော့ဒီ Hosting ကိုလည်းပဲအဝေးခွင်းက3ဂိုးရခဲ့တယ်ကလာဘန်နဲ့ကိုအိမ်ဝင်းကနေပြီးတော့နှစ်ဖက်သွင်းဂိုးတွေနဲ့6ဂိုးအထိရရှိခဲ့ပြီးတော့ဒါရှုံးခဲ့ပေမဲ့2ဂိုးအထိရတယ်လေဘာကူဆင်ကို2ဂိုးရတယ်ဗျာတကယ်ကိုဒါဝါရာဘရီမင်ရဲ့တိုက်စစ်ပိုင်းကလည်းအဆင်ပြေနေတာဖြစ်တယ်ပြီးတော့တလုံး90စားဆိုပြီးတော့အိမ်ဝင်းကလည်းချေးအနေထားမှာဆိုရင်ပြင်းပြင်းရှက်ရှက်ကိုဖွင့်ထတာဖြစ်တယ်ဗျာစတုဂတ်အသင်းရမှတ်40ဆိုတော့စတုဂတ်ကလည်းပဲဒါတကယ်ကိုရုံအားကောင်းတဲ့ကိုအိမ်ဝင်းလေးဖြစ်တဲ့အတွက်အိမ်ဝင်းပွဲစဉ်တိုင်းလည်းဂိုးမျိုးဂိုးမြိုင်ကစားနေတာဖြစ်တဲ့အတွက်တလုံး90စားအထိကိုဖွင့်လှစ်ပေးထားတာဖြစ်တယ်အဲ့တော့ဒီနေ့ကနှစ်ဖက်တိုက်စစ်ပိုင်းကိုပဲကြည့်ရမယ့်ပွဲစဉ်တစ်ပွဲပါ3လုံး90ရှုံးဆိုပြီးတော့ဂိုးပေါင်းစည်းအနေထားမှာလည်းပြင်းပြင်းရှက်ရှက်ဖွင့်လှစ်ထားတဲ့အနေထားမျိုးမှာ3လုံးအထိကိုဒါစောစောစီးစီးရောက်သွားမယ့်ပွဲစဉ်တစ်ပွဲလိုပဲယူဆပါတယ်ဒါ90ရင်းပြီးတော့ကျွန်တော်တို့အနေနဲ့ဂိုးပေါင်းအပေါ်ကိုရွေးချယ်ပြီးတော့ကစားတင်ပါတယ်ဒီပွဲစဉ်ကတော့ကျွန်တော်ရဲ့ရွေးချယ်မှုကတော့ဂိုးပေါင်းအပေါ်ပါစတုဂတ်ရဲ့တိုက်စစ်ပိုင်းကိုယုံကြည်သလိုဝါရာဘရီမီရဲ့ဂိုးသွင်းအားတွေကလည်းပဲဒါမယုံကြည်လို့မရတဲ့အနေအထားတွေဖြစ်တယ်ဗျာပွဲစဉ်တိုင်းလည်းအမြဲတမ်း2သင်းလုံးကဂိုးမျိုးဂိုးမြိုင်ကစားတတ်တဲ့အသင်းတွေဖြစ်တာကြောင့်ကျွန်တော်ဂိုးပေါင်းအပေါ်ကိုရွေးချယ်ပေးကြပါတယ်โอเคဒီနေ့မှာလည်းပဲကျွန်တော်အနေနဲ့ဒါတကြံအကြိုနေ့ပေါ့ဗျာအကြိုနေ့မှာဆိုရင်ကျွန်တော်ဒါအကြိုက်ပွဲစဉ်လေးတွေကိုလည်းပဲညီကိုတွေအတွက်ဒါရွေးချယ်ပေးထားတာဖြစ်ပါတယ်အကြိုက်ချင်းထပ်တူကြရင်တော့ like ကစားပေးပါအကြိုက်ချင်းထပ်တူမကြဘူးဆိုရင်တော့ဘက်ကန်ပြီးတော့ကစားနိုင်ပါတယ်ပြီးတော့ဒါ online ပတ်တင်အနေနဲ့ဒါအကောက်ဖွင့်ကစားခြင်းနဲ့ဆိုရင်တော့ကျွန်တော်စီမှာလာပြီးတော့အကောက်ဖွင့်စောကစားလို့ရပါတယ်အကောက်ဖွင့်ကစားမယ်ဆိုရင်တော့ကျွန်တော်စီမှာ K9 Win website မှာကစားရမှာပါ website အတွင်းမှာမြန်မာလိုပဲအားလုံးရှင်းလင်းပြောပြပေးထားတာဖြစ်ပါတယ်လုံးဝလွယ်ကူရိုးရှင်းပါတယ်ကိုယ်တိုင်ငွေသွင်းကိုယ်တိုင်ငွေထုတ်ပြုလုပ်ရမှာဖြစ်ပြီးတော့ဂျာကန်အေဂျင့်လုံးဝမရှိပါဘူးပို့ပြီးတော့ဒါလွယ်ကူပါတယ်24နာရီဝန်ဆောင်မှုအပြည့်နဲ့ကစားရမှာပါပြီးတော့ဒါအကောက်ဖွင့်ပြီးတော့မကစားခြင်းဘူးကြေးတွေနားမလည်ဘူးဆိုတဲ့ညီကိုတွေအတွက်လည်းပဲကျွန်တော်တို့ဒါအပြင်ကြေးဖွင့်ပေးထားပါတယ်အပြင်ကြေးကိုတော့လုံးဝအကောက်မယူပါဘူး website မှာရတဲ့ဇာအတိုင်းဒါ website မှာစော့တယ်လို့ပဲမစော့တတ်တဲ့ညီကိုတွေအတွက်ရည်ရွယ်ပြီးတော့အပြင်ကြေးအနေနဲ့ဖွင့်ပေးထားတာပါဒါကြောင့်မို့ဒါအကောက်ဖွင့်ပြီးတော့ကစားချင်တာပဲဖြစ်ဖြစ်အပြင်ကြီးကစားချင်တာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ Viber Telegram နံပါတ်တွေကိုဆက်သွယ်လာခဲ့ပြီပါအခုဗီဒီယိုရဲ့အောက်မှာချပေးထားပါတယ်ပြီးတော့ကျွန်တော်တို့ K9 Win နဲ့အတူလက်တွဲပြီးတော့လည်း agent အဖြစ်လုပ်ကင်လို့ရပါတယ် agent အဖြစ်လုပ်မယ်ဆိုရင်တော့ဒါလစာ commission 30%အပြင်လစဉ်လည်းပဲအပိုစုတွေပေးသွားမှာပါဒါကြောင့်မို့တကယ်စိတ်ပါဝင်စားတယ်ဆိုရင်တော့ဒါကျွန်တော်ရဲ့အခုဗီဒီယိုရဲ့အောက်မှာချပေးထားတဲ့ Viber တို့ Telegram တို့နံပါတ်တွေကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်အသေးစိတ်ရှင်းလင်းပြောပြပေးသွားမှာပါအဆုံးထိကြည့်ရှုပေးကြတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဒါအခုလိုမျိုးရွေးချယ်မှုဗီဒီယိုတွေကိုအများအားတင်ပေးနေတဲ့ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe မနှိပ်ရသေးရင် subscribe နှိပ်ပြီးတော့အားပေးထားခဲ့ကြပါဦးဗျဒါနောက်နေ့မှာလည်းပဲအကောင်းဆုံးရွေးချယ်မှုတွေနဲ့အတူပြန်လာပါမယ်ဟုတ်ကဲ့ကျွန်တော်ကတော့ကြော်ကြီးပါ